ဒီကောင်မလေးကဒိတ်မလုတ်ခင်တိုင်းအိမ်သာထဲသွားသပင်ကိုချီခန္ဓာကိုယ်ပေါ်ကချွန်ထက်တဲ့အရာတွေကိုဖယ်ရှားပြီးသူမရဲ့ထူးခြားတဲ့စွမ်းအားကိုအသက်သွင်းလေ့ရှိပါတယ်။အဲ့ဒါကတော့အန်လိုက်တာနဲ့သူမရဲ့မူလအရွယ်စားကနေ10ပုံတပုံအထိတင်းငယ်သွားနိုင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူမရီးစားဟောင်းနဲ့တွဲတုန်းကတော့အဲ့ဒီကောင်ကတောင်းဆိုမှုတွေအယမ်းများလုံးလို့ဂျယ်ရီခမညာစိတ်ညစ်ခဲ့ရပါတယ်။သူမကရီးစားဖြစ်သူကိုထောက်ပံ့ဖို့အတွက်ကြွက်တွေနဲ့ပေါင်ပြီးရေးစရာဗီဒီယိုတွေလုပ်ကပတ်စံရှာပေးခဲ့ပေမဲ့လည်းအဲ့ဒီကောင်ကသူမကိုမျက်နှာပြောင်တိုက်ပြီးလမ်းခွဲသွားခဲ့ပါတယ်။စိတ်ဝမ်းနည်းသွားတဲ့ဂျယ်ရီဟာရေချိုးခန်းထဲပြေးသွားပြီးပရွက်စိတ်ရွယ်လောက်အထိတင်းငယ်သွားအောင်လုပ်လိုက်ရင်သူမရဲ့အတုံးမကျတဲ့စွမ်းအားကိုအယမ်းမုန်းတီးနေခဲ့ပါတယ်။ဒါပေမဲ့ကခုံပွဲတစ်ခုမှာတော့သူမရဲ့ဘဝကိုထာဝရပြောင်းလဲသွားစေမဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူကသူ့အကိုဖြစ်သူထောင်ကျနေလို့ထောင်ဖောက်ဖို့အတွက်ဂျယ်ရီရဲ့စွမ်းအားကိုအသုံးပြုပြီးကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမရဲ့စွမ်းအားကိုပထမဆုံးအနေနဲ့တံမိုးထားတဲ့သူပေါ်လာတဲ့အတွက်ဂျယ်ရီတယောက်ချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဒါနဲ့သူမထောင်ထဲကိုခိုးဝင်သွားတဲ့အချိန်မှာပဲနယံတွေမှာချိုက်ဝင်နေတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရပြီးတွန်ဆိုတဲ့သူ့အကိုကဒေါသထွက်နေတာကိုမြင်လိုက်ရပါတယ်။ဂျယ်ရီကထွက်ပြေးဖို့ကြိုးစားပေမဲ့တွန်ကသူမကိုပလတ်စတစ်ခွက်လေးနဲ့အုပ်ပြီးဖမ်းထားလိုက်ပါတယ်။ဒါပေမဲ့သူ့ကိုကယ်ဖို့လာတာမှန်းသိသွားတဲ့အခါမှာတော့တွန်ကသူမကိုပြန်လွှတ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်စကားတွေပြောကြရင်ဂျယ်ရီတယောက်တွန်အပေါ်တန်ရောစင်တွေတွေ့လာခဲ့ပါတယ်။သူတို့နှစ်ယောက်တရားဝင်ချစ်သူတွေဖြစ်တော့မဲ့ဆဲမှာပဲထောင်ဆောင်တွေကသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာကိုမသိခဲ့ကြပါဘူး။ရုတ်တရက်ထောင်ချက်ပေးခေါင်းလောင်းတန်ကြီးမြည်လာတဲ့အတွက်တွန်ကဂျယ်ရီကိုချက်ချင်းထွက်ပြေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲကျမ်းပြင်ကနေလျှက်စစ်စီးကြောင်းတွေဖျက်ပြေးသွားပြီးတွန်တယောက်တက်လိုက်ကသတိလစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထောင်ဆောင်တွေကအခန်းထဲကိုအတင်းဝင်လာပြီးဂျယ်ရီကိုအပူတပြင်းလိုက်ရှာကြပါတော့တယ်